တိနံစုပေါင်းရောင်းချပွဲတွေဖြစ်လာဖို့ကအစိုးရမှုတ်တဲ့နိုင်ငံတကာရပ်ဖက်အဖွဲ့အစည်းတွေရဲ့ပူးပေါင်းပါဝင်မှုကလည်းအဓိကကြပြီးအဲ့ဒီကနေရရှိတဲ့နည်းပညာအကူအညီတွေအပြင်တိနံအရေးသွေးကိုအထောက်ပံ့ပေးတဲ့စက်ပစ္စည်းတွေအဆောက်အအုံတွေလည်းပါဝင်ပါတယ်။ NGO USAID နဲ့ World Vision တို့ရဲ့အကူအညီတွေကဒေသတွင်းစိုက်ပျိုးစီးပွားကိုမြင့်တင်ဖို့အတွက်အကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့မြင့်မြတ်တော်ဝင်လိုကုမ္ပဏီတွေအတွက်အထောက်အကူဖြစ်ခဲ့ပါတယ်။တိနံစုပေါင်းရောင်းချပွဲတွေကနေအရေးသွေးကောင်းရရှိအောင်အာရုံစိုက်လာခဲ့ပြီးတဲ့နောက်10နှစ်အကြာမှာတိနံပြပပို့ကုန်လုပ်ငန်းအတွက်အရေးသွေးကောင်းမွန်တဲ့ကုန်ကြောတွေကိုဓာတ်ရိုက်တင်ပို့နိုင်မဲ့မကွေးမျိုးကုန်ဆောင်အဆင့်မြင့်နှမ်းတန့်စင်ဆက်ကြီးကိုတိစောက်နိုင်ခဲ့ပါတယ်။ဒီအကြောင်းတွေကိုရုပ်သံဗီဒီယိုဖိုင်အပိုင်း9မှာဦးမြင့်အောင်ကအခုလိုဂုဏ်ယူစွာနဲ့ရှင်းလင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဒီတောင်လူစုဝယ်နဲ့လုပ်တဲ့အထိုင်မှာကျွန်တော်တို့မြင့်မြတ်တော်ရ market hectare ပေါ့နော်ဒါကနေပြီးတော့ဈေးကွက်အခမ်းအနားကိုဖွံ့ဖြိုးအောင်ဆောင်ရွက်တဲ့အပိုင်းပေါ့တဖြည်းဖြည်းနဲ့လုံရင်းကိုင်နဲ့သိရှိလာတာကြတော့ဒီစုပေါင်းရောင်းချဝယ်ရတီးတန်တိုင်းကိုမဖြစ်သေးဘူးပေါ့လေမဖြစ်သေးခင်သက်ကြမှာမြင့်မြတ်တော်ဝင်အနေနဲ့အခု data မှာကိုမှတိုးလောင်ယုံနေစက်ယုံနေဆောက်ပြီးတော့မှဒါတခြားသောတီးတန်တွေကိုလည်းအကူအညီပေးမှရမယ်ဆိုတဲ့အတွေ့အမျိုးဖြစ်လာတာပေါ့နော်အဲ့လိုလည်းဖြစ်တယ်နောက်ကြတော့ကျွန်တော်တို့ project ဒီ USAID ရဲ့ project တခုမှကျွန်တော်တို့ပူးပေါင်းနေပေါ့နော်ပူးပေါင်းလုပ်တဲ့အပိုင်းမှာကျွန်တော်တို့ရဲ့ဘက်ကနေပြီးတော့တောင်သူတွေကိုအသိပညာပေးရမယ်ဒီလိုစက်ရုံလုပ်ရုံတွေစောက်ပြီးတော့လုပ်ရမယ်သူတို့ရဲ့အကူအညီကပါပေးမယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ရှိတာပေါ့နော်အဲ့တော့အဲ့လိုခန္ဓာမှာလုံရင်းကြိုင်ရင်နဲ့ကျွန်တော်တို့လုပ်တယ်ဂျားကာလာမှာတော့မှကျွန်တော်တို့တုံဆိုင်မှုတခုဖြစ်သွားတယ်ပေါ့နော်မထင်မှတ်ပဲနဲ့ရှေ့တူအောင်မလားနောက်ဆုအောင်မလားပေါ့နော်အဲ့လိုဖြစ်ပြီးတော့စက်ရုံတွေဆောက်ဖြစ်သွားတယ်ပေါ့နောက်ပြည်စုံတော့ဆောက်ဖြစ်သွားတယ်အကောင့်တွေပေါ်လာတယ်ပေါ့နော်အကောင့်တွေပေါ်လာတော့ဘာကောင်းသွားလဲဆိုတော့ကောင်းပါတယ်ကျွန်တော်တို့ရဲ့စက်ကနိုင်ငံတကာအဆင့်မီတဲ့ပေါ့နော်ဒီနန်းတန်းစင်ဆက်ဖြစ်တဲ့အတွက်တော့နောက်တစ်ချိန်မှာဒီ data တွင်းရရှိတဲ့တီးနှံတွေကိုအကောင့်ဆုံးဈေးတွေပေးဝယ်ပြီးတော့နိုင်ငံတကာကိုကျွန်တော်တို့တင်ပို့ရောင်းချလို့ရမယ်ပေါ့နော်